မြန်မာနိုင်ငံဒါမန္တလေးမြို့မှာလှုပ်ထားတဲ့ငရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှတ်တမ်းတင်ထားတဲ့ဗီဒီယိုရုပ်သံဖြစ်ပါတယ်ခင်ဗျာနော်လက်ရှိအနေထားမှာဒါကတော့ပြိုကျနေတဲ့တိုက်တွေဖြစ်တယ်ခင်ဗျာနော်ဒါပြိုကျနေတဲ့တိုက်တွေပါအားလုံးနော်အားလုံးအလားတနာပါလားထိမ့်သိမ်းဆောက်ရှောက်တော်မူပါလို့ကျွန်တော်ပြောချင်တယ်အားလုံးနော်အားလုံးမြင်တွေ့ရပါလိမ့်မယ်နော်ကျွန်တော်တို့တထေးတန်းပလီပါဗျာနော်တထေးတန်းပလီနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတာပါဗျာနော်ဟုတ်ကဲ့ဒါအားလုံးမင်္ဂလာပါခင်ဗျာဒါကျွန်တော်တို့တထေးတန်းပလီနော်တထေးတန်းပလီပါတထေးတန်းပလီကလက်ရှိအနေထားတော့ဆူဆူဝါဖြစ်နေတယ်တေဆုံးသူတဦးရှိတယ်လို့လည်းသိရပါတယ်နော်လတ်တနာတော့ဘာမှမဖြစ်ဘူးအမှုလားလို့နဲ့ဟုတ်လား这不比没有点。哦，我昨天离那个三个爸爸了，他说看完。大姨吧。ဒါဆောက်လက်စတိုက်ဒီကပစ္စည်းပါတော့ဆူဆူဝါဝါကိုပြင်းအားကြီးရဲ့ငရင်ကိုလှုပ်သွားတာနော်ဒီမှာဒါကတော့တီတူကလည်းလူတစ်ယောက်လားနှစ်ယောက်လားမသိဘူးတည်တယ်လို့ကြားတယ်ခင်ဗျာနော်အတိအကျတော့မသိရသေးဘူးခင်ဗျာနော်စစ်ကားလေးပါအိမ်လေးကပြိုသွားတယ်နော်မာရီရှိရောစစ်ကားလေးပါအိမ်လေးကပြိုသွားရှာလက်ရှိကာဇာတန်နောင်ရဲ့အနေအထားတစ်ခုလက်ရှိကတော့မရင်ဘေးရှောင်နေကြတဲ့အများပြည်သူများဖြစ်ပါတယ်လက်ရှိမရင်ဘေးရှောင်နေကြတဲ့အများပြည်သူများရဲ့အခြေအနေဖြစ်ပါတယ်လက်ရှိ
လက်ရှိဘုံမှာအကုန်လုံးစုဝေးပြီးအိမ်နေကြတယ်အနေထားအခုမြင်ဝင်ဖြစ်တယ်နော်ညာပါအဲ့ဒီအနေထားဖြစ်ပါတယ်ကျန်တော့ဒီကြောက်ပစ္စည်းဖြစ်တယ်နော်ငန်းတော့လေ这我老闻到嘞，လက်ရှိမန္တလေးကျုပ်မှာငရင်တန်ရှောင်းနေတဲ့ရတာပြည်ညာအခြေအနေဖြစ်ပါတယ်မန္တလေးကျုပ်ငရင်တန်ကိုကြောက်လို့ဆိုပြီးတော့ထွက်ပြီးရှောင်းနေတဲ့ရတာပြည်ဖြစ်ပါတယ်ငရင်လှုပ်တဲ့တန်ကိုကြောက်လို့ဒါကဘေးလွတ်ရာကိုထွက်ပြီးတိမ်းရှောင်းနေတဲ့မန္တလေးကျုံမှာမြင်ဝင်ဖြစ်ပါတယ်နော်မြန်မာနိုင်ငံမန္တလေးမြို့လက်ရှိငလျင်လှုပ်ခတ်မှုကြောင့်မလို့အယတာပြည်သူအများစုဟာဒါငလျင်တန်ကိုရှောင်းနေတာဖြစ်ပါတယ်နော်ဒီညပိုင်းကိုဆက်လှုပ်မလားဆိုပြီးတော့ချင်းပြီးတော့ရှောင်းနေခြင်းဖြစ်ပါတယ်နော်လက်ရှိအနေထားပါအများကြီးပါပဲနော်အများကြီးပါအရသာပြည်အများကြီးလက်ရှိအနေထားကတော့တော်တော်ဆိုးပါတယ်ဗျာဒီကဆက်လို့တော့ဟာဒီတော့ဒီဝါ